ပွဲဘောနက်ဆူရသွားတယ်ပေါ့နော်ဒါထင်မှတ်ထားလားဒီ ထင်မှတ်ထားတယ်ကျွန်တော် ဒီလောက်ကြီးလောက်ပြပြီးတော့ ထင်မှတ်ထားတယ်ဘယ်လိုထင်မှတ်ထားလဲဆိုတော့ပြောရမယ်ကရင်လွယ်လေးလွယ်ထားတယ်ဘာလို့လွယ်မေးမတချို့မေးတယ်ပေါ့နော်ကရင်လွယ်ကဘာလို့အစင်ပေါ်တက်ပြီးလွယ်ရလဲပေါ့နော်ကျွန်တော်ကတော့စိတ်ထဲမှာကျွန်တော်ဘောနက်ထည့်ပြီးကျွန်တော်ပြန်มาကရင်လွယ်ထဲမှာကျွန်တော်ကရင်လွယ်ထဲမှာကျွန်တော်ဘောနက်ထည့်ပြီးပြန်มาကျွန်တော်ကျန်လာမသိဘူးအဲ့မှာကျွန်တော်ကရင်လွယ်ကိုကျွန်တော်လွယ်လာတဲ့အစင်ပေါ်မှာတချို့ကဘာလို့ကြောင့်မလွယ်ရလဲမေးတာမဟုတ်ဘူးကျွန်တော်ဘောနက်ထည့်မှာကရင်လွယ်တဲ့ကို ဒီတော့ဒါထည့်နိုင်ခဲ့ ဒီနေ့တော့ကျွန်တော်တင်နိုင်ရပြီ အဲ့တော့ဒီ bonus ကိုရောဘယ်နေရာမှာသုံးချမှာလဲမှန်းတာ အဲကျွန်တော်အဓိကတော့အဖေနဲ့မေပေါ့နော်အဖေနဲ့မေနောက်တစ်ခုကျွန်တော်ပုံမှာဒီမိသားစုလူဆောင်ရခဲ့တဲ့ Fed မိသားစုကဇာသမားတွေနဲ့စလူပြောအဲ့လိုပေါ့နော်သူတို့အတွက်ပေါ့နော်မုတ်တွေပါလေအဲ့လိုစားတာတို့ဘာလို့ပေါ့နောက်တစ်ခုကလိုအပ်တဲ့အချို့ကျွန်တော်ကလည်းပြည့်စုံတဲ့မိသားစုလာတာတော့မဟုတ်ဘူးပေါ့ကျွန်တော်တို့မပြည့်စုံတဲ့ကျွန်တော်ရိုးရကလေးတွေတို့ဘာတွေတို့ကျွန်တော်ကအဲ့လိုဘာပဲလုပ်ပြရအဲ့လိုတစ်ခုခုလေးပေါ့နော်ဘောင်းမီဆိုဘောင်းမီအဲ့လိုမနှက်စာကျွေးရလို့ဘာလို့ဆိုရင်ကျွန်တော်ကဝမ်းသာတယ်ကျွန်တော်အဲ့လိုမျိုးလုပ်ပေးနေတာကျွန်တော်ကလေးတွေကိုအဲ့လိုပဲဟုတ် အဲ့တော့နောက်ဆုံးနေတဲ့ဒီမြန်မာနိုင်ငံကြီးရှိနေတဲ့ပြည်သက်တွေရောပြည်မှာပြည်ဘာတော်ကမြန်မာပြည်သက်တွေအားလုံးပေါ့ကြိုးစားဝင်အားပေးနေတယ်အများကြီးရှိတယ်အဲ့သူတို့တွေကိုနောက်ဆုံးနှုတ်ဆက်စကားလို့ပြောပြပါဦး ။အော်ကျွန်တော်ကိုအားပေးတဲ့အတွက်ကြောင့်မို့အမြဲတမ်းကျေးဇူးအများကြီးတင်တယ်။နောက်ပြီးတော့ကြော်ကြီးဆိုတဲ့နာမည်လေးကိုလည်းကျွန်တော်ဒီတက်မကထိန်းသိမ်းသွားပါဦးမယ်။အများကြီးလဲအားပေးကြပါဦးလို့ပြီးတော့ကျွန်တော်ရေမဟုတ်ဘူးပေါ့ကျွန်တော်ရဲ့ Fed မိသားစုကအဲ့လိုကစားသမားတွေကိုလည်းအားပေးဖို့ဟာကျွန်တော်တိုက်တွန်းပါတယ်။ပြောကြချင်ပါတယ်။ Okay. Pause.